Roman Empire ကြာဆုံးသွားခြင်းလေတိုက်လာတာကိုစပြီးသတိထားမိဒါကတော့တနင်္ဂနွေနေ့နေကင်းပိုင်းပဲတိတိကျကျပြောရရင်တော့နေကင်းဘက်2 နာရီ9 မိနစ်မှာအဲ့ဒီတုန်းကအရင်တုန်းကလို့ပါပဲအရင်ကတနင်္ဂနွေနေ့တွေမှာလို့ကျွန်တော်လောက်ကင်နေခဲ့ကြအတိုင်းပဲမိဘကန်တွေကစပွဲမှာထိုင်နေ့စဉ်နေ့တိုင်းပြည့်ပြက်ခဲ့တာတွေကိုအသာတို့ထားတဲ့အကျင့်ကျွန်တော်မှရှိတယ်တနင်္ဂနွေရောက်ကမှပဲအားလုံးကိုတိတိကျကျပြန်ရေးလို့ရှိတယ်အင်္ဂါနေ့အထိ3 ရက်စာရေးပြီးတဲ့အချိန်လောက်မှာဖြင်းပေါက်စီကလေပြင်းတိုးဝင်လာတာကိုသတိထားမိလိုက်တယ်နေ့စဉ်မှတ်တမ်းရေးလက်စာကိုရက်ဖောင်တိန်ဖုံးပိတ်အပြင်ဘက်ကဝင်ရတာစီထွက်လာခဲ့လိုက်တယ်အဝေကျိုးရမ်းမော်ကဟာတွေကတော့စိတ်ဝင်တစားနဲ့လန့်နေကြပုံရတယ်တဖြက်ဖြက်မြည်နေရင်အဝတ်တွေကကောင်းကင်ရံကိုမျောနေကြလေရဲ့လေကတော့ဘယ်ကနေဘလို့တိုးလာပြန်နေမသိဘူးကျွန်တော်ကလည်းတွက်မထားလိုက်မိဘူးမနက်စီကဝရန်နာမှာအဝတ်တွေလှမ်းထားလိုက်တယ်တတိချာချာပြောရရင်တော့မနက်10:18 မိနစ်ကအဲ့ဒီတော့ကဘာလေးမှမရှိဘူးလေညင်းကလေးတောင်မရှိဘူးအဲ့ဒီတော့ကအကြောင်းကိုကျွန်တော်မမေ့ဘူးအဲ့ဒီတော့ကကျွန်တော်ခေါင်းထဲမှာတွေးမိလိုက်တာခုလိုအခါမျိုးမှာအဝတ်လှမ်းရင်လေငိန်နေလို့အဝတ်တွေကိုကျိုးတန်းမှာကျင်းနဲ့တွေ့ထားစရာလုံးဝတောင်မထင်ဘူးလို့အဲ့ဒီတော့ကသဘောအတိုင်းပဲဘာလေးမှမရှိဘူးတန်းကအဝတ်တွေကိုမြင်ရုပ်လိုက်ပြီးတော့အခန်းထဲကတကားပေါက်တွေကိုလိုက်ပြီးပိတ်လိုက်တယ်တကားတွေအားလုံးပိတ်လိုက်ပြီးတော့လေတံကိုမကြားရတော့ဘူးအတန်မကြားရတော့ပြီးတဲ့အပြင်ဘက်မှာတစ်ပင်တွေလှုပ်ရင်းနေတာတော့တွေ့ရတယ်ဟီမာလီယာထင်းရှူးပင်တွေဝက်တစ်ချပင်ကြီးတွေတန်းရတဲ့ခွေးများလုံးမထိန်နိုင်မသိမ်းနိုင်ပဲကောင်းငင်ရံထဲမှာတော့အဝတ်စတွေပလူပြန်နေတယ်နောက်တော့ပျောက်သွားကြရော့အခန်းတစ်ခန်းရဲ့ဝင်ရနာစီမှာတော့လှမ်းထားတဲ့ရှက်အင်းကြီးတွေဟာပလတ်စတစ်ကြိုးတန်းပေါ်မှာလိမ်ပြီးပတ်နေကြတယ်စွန့်ပစ်ခံရတဲ့မိဘမဲ့ကလေးတွေလိုတစ်ခုနဲ့တစ်ခုတအားကြီးတွဲကွက်ထားကြတယ်တကယ်ကိုလေပြင်းတော့ကျနေပြီလို့ကျွန်တော်တွေးလိုက်မိတယ်သတင်းစာကိုဖွင့်ပြီးမိုးလေဝသသတင်းကိုဖတ်မိုးလေဝသပြတဲ့မြေပုံကိုကြည့်လိုက်ပြီးတဲ့တိုင်ဖုန်းမုန်တိုင်းသတင်းကိုအရေးငွေတောင်မတွေ့ရဘူးမိုးရွာမဲ့ခံမှန်းကြီးဆိုတာတုံညဒီတော့အင်းကြီးတာရလာတဲ့တနင်္ဂနွေနေ့ရဲ့နေကင်းပိုင်းပဲရိုမန်အင်ပါယာကြီးကောင်းစားစဉ်အထွတ်ထိပ်ကာလာတော့ငါလိုပဲလို့ပြောရမှာပဲသတင်းစာကိုခေါင်းရင်တပြင်းတစ်ချက်ခတ်တာပဲချလိုက်မိတယ်အပြေတော့မဟုတ်ဘူး30% လောက်ပဲဆိုပါစို့ရုပ်လာတဲ့အဝတ်တွေကိုခောက်ပြီးဗီဒီယိုအန်ဆဲတွေကိုထည့်လိုက်တယ်ကော်ဖီတစ်ခွက်ဖြော်လိုက်ရင်နားထောင်လက်စလူကိုအန်ဒီရမဖြစ်တဲ့ဂီတတန်ကိုနားထောင်လိုက်မိပြန်တယ်ကော်ဖီပူပူတောက်ရင်နေ့စဉ်မှတ်တမ်းကိုဆက်ရေးနေလိုက်မိတယ်ကြာသပတေးနေ့တုန်းကတော့ကျွန်တော်ကောင်မလေးစီမှာတွားအိတ်တယ်ကိုကာရချင်းနှီးနှောတဲ့အခါသူကမျက်လုံးမှာအဝတ်စီးထားလေးရှိတယ်ညအင်းညနေခရီးသွားရင်ယူလေးရှိတဲ့သူ့ရဲ့ခရီးသွားတစ်တာကလေးထဲမှာအဝတ်စာကလေးတစ်ခုအမြဲပါတယ်အဲ့ဒီအတွက်ပဲကျွန်တော်ကတော့သဘောကျလာကြည့်ရမဟုတ်ဘူးဒါပေမဲ့လည်းမျက်လုံးမှာအဝတ်စီးထားတာကလေးနဲ့ဆိုတော့ကြည့်လို့တော့အကောင်းတာဒီတော့လည်းသူ့ကိုမကန့်ကွက်နိုင်တော့ဘူးပေါ့ကျွန်တော်တို့တွေကလူတွေပဲဟုတ်လူတွေမှာလူတိုင်းမှာဟိုကဒီကဟိုဟာလေးဒီဟာလေးတွေကိုစီတော့ရှိကြမှာဇာတာပရင်းနဲ့ပတ်သက်လို့နေ့စဉ်မတန်နေမှာရေးလိုက်တာကတော့အဲ့လောက်ပဲကျွန်တော်နေ့စဉ်မတန်ရေးတဲ့မူကတော့80%ကတကယ်အချက်လက်တွေ20%ကတော့ပြန်ပြီးစီစစ်ရင်ကောက်ချက်ချရတာတောက်ကြနေကတော့တငယ်ချင်းအောင်တယောက်နဲ့ဂင်စာဘက်ကစာအုပ်ဆိုင်မှာစုံမိတယ်သူကလဲစည်းဝတ်ထားတယ်အစင်ကတော့ကြိုက်စရာမရှိဘူးနောက်ဘက်စီမှာကတယ်လီဖုန်းနံပါတ်တွေအပုံကြီးအဲ့ဒီလောက်ပဲရေးရသေးတယ်တယ်လီဖုန်းမြည်တမ်းကြားလိုက်ရတယ်တယ်လီဖုန်းမြည်လာတာက2:36 မိနစ်မှာကျွန်တော်ကောင်မလေးပဲဖြစ်မယ်မျက်လုံးမှာဝစ်စီးထားတဲ့အကြောင်းပြောမှာပဲလို့ကျွန်တော်ကတွေးလိုက်မိတယ်တနင်္ဂနွေနေ့မှာသူ့လာမယ်ရဲလို့အစီအစဉ်ရှိလို့မလာခင်ကြိုပြီးဖုန်းဆက်တာသူ့ချင်းလာတဲ့အခါညစာအတွက်ဝေချမ်းလာတတ်တယ်အဲ့ဒီညနေဘက်တော့ပင်လယ်မုတ်ကောင်လေးချက်ပြုတ်စားကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်တယ်လီဖုန်းပြီးလာတာက2:36 မိနစ်တယ်လီဖုန်းနဘေးမှာကနှိုးဆက်နာရီလိုမျိုးနာရီတစ်လုံးရှိတယ်ဒီတော့လဲတယ်လီဖုန်းစီသွားတိုင်းနာရီကိုမြင်နေရတယ်ဒါကြောင့်အချိန်ကိုတည်တည်ချာချာမှတ်မိနေတာတ
တယ်လီဖုန်းကောက်ကင်ပြီးနားထောင်လိုက်တော့စားနေရတာကလေတိုးတယ်ဒေါသတကြီးနဲ့တုန်ခါပြီးအဆက်မပြတ်မြည်နေတာများ1882ခုနှစ်ကလူနေရိုင်းနေထောင်ထချလာတော့စစ်ချီကြသလိုပဲတယ်လီဖုန်းရဲ့အတန်နားထောင်ရတဲ့အထဲမှာကအဲ့ဒီအတန်တွေသူတို့ရဲ့ကိုပြောင်းရွှေ့လာကြသူတွေရဲ့အိမ်ယာတွေကိုမိရှို့ပစ်နေကြတယ်ကြီးနှံကျိုးသွဲထားတာတွေကိုဖျက်ပစ်နေကြတယ်ကင်းဒစ်ဘာကင်ကိုမတော်မတရားကြံစည်နေကြတယ်ဟယ်လိုလို့အရေးစွန့်ပြီးဖြေလိုက်တယ်တမိုင်းရဲ့ကြည်ကြည်တောင်အော်ဟစ်နေတဲ့အတန်တွေကြားမှာကျွန်တော်အတန်ကတိတ်ဝင်သွားတယ်ဟယ်လိုအကျေကြီးអော်လိုက်ပြီးတဲ့ဘာတမ်းမှမကြားရအောင်စူးစမ်းပြီးနားထောင်တာပဲလေးတန်းတွေအထဲမှာမိန်းမတစ်ယောက်ရဲ့အတန်လိုမျိုးပြက်ကလေးပဲကြားရတယ်ဒါပြီးတဲ့ကျွန်တော်ကြားနေရတာအတန်ပလန်အစုံပဲလေးဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်လေးပြင်းနေတယ်ဆိုတာကတော့သိကြတယ်ကျွန်တော်တွေးကြည့်လိုက်မိတယ်ကျွေးကြီးတွေအတော်များများလေးသိလောက်ပြီကျွန်တော်ကတော့ဘာမှမပြောနိုင်တော့ဘူးမတ်တက်ရနေရင်တယ်လီဖုန်းကိုနားထောင်နေလိုက်မိတယ်တကယ်ကိုပဲတယ်လီဖုန်းစကားပြောခွက်ကိုနားကမခွာနိုင်တော့ဘူးခွာလို့မှရပါတော့မလားလို့စိတ်ထဲမှာတောင်ဖြစ်မိတယ်ဒါပြီးတဲ့15မိနစ်20စက္ကန့်လောက်ကြာတော့တယ်လီဖုန်းပြတ်သွားရောနှလုံးခုန်လာရက်ပြီးအသက်ထွက်သွားသလိုပဲဒီနောက်တော့ရာရာငြိမ်သက်လို့ပဲနေတော့တယ်ဘာမှအနှစ်သာရမရှိတော့ဘူးအဆန်ချောင်သွားတယ်အချင်းချင်းလျှော်ပြီးကြီးကျွတ်ထားတဲ့အတွင်းခံပေါင်းမှုလိုပဲဘလို့ထူးခြားမှုမှမရှိတော့ဘူးဘာမှမတတ်နိုင်ဘူးသပြင်းတစ်ချက်ချလိုက်မိတယ်နေ့စဉ်မှတ်တမ်းဆက်ရေးနေလိုက်ပြီးအဆုံးသတ်တော့မှာပဲလို့တွေးလိုက်မိတယ်စနေနေ့ဟစ်တလာရဲ့တန်ချက်ကာတက်ကပိုလန်နိုင်ငံလေးကိုကျူးကျော်ဝင်ရောက်ခဲ့တယ်ဝါဆောကိုပုံကျဲတယ်မဟုတ်သေးဘူးအဲ့လိုဖြစ်ခဲ့တာမဟုတ်ဘူးဟစ်တလာပိုလန်နိုင်ငံကိုကျူးကျော်ဝင်ရောက်ခဲ့တာ1939ခုနှစ်စက်တင်ဘာလ1ရက်နေ့မနေ့ကမဟုတ်ဘူးမနေ့ညသာစားပြီးတော့ရုပ်ရှင်သွားကြည့်တယ်Mary Street ဆိုတဲ့ Sophie Choice ဟစ်တလာပိုလန်ကိုဝင်သိမ်းတာကရုပ်ရှင်ထဲမှာMary Street က Dustin Hoffman နဲ့ကွဲတယ်။သွားရင်လာရင်နဲ့ရထားပေါ်မှာမြို့ပြအင်ဂျင်နီယာတယောက်နဲ့တွေ့တယ်။အဲ့ဒီအင်ဂျင်နီယာအဖြစ် Robert De Niro ကသူတယောက်ဆောင်တယ်။သူတို့နှစ်ယောက်ယူလိုက်ကြတယ်။အားလုံးကောင်းပါတယ်ခင်ဗျာဆိုတဲ့ရုပ်ရှင်မျိုးပဲ။စနိုးနဘေးမှာထိုင်ကြတာကအထက်တန်းကျောင်းကအတွင်းတစ်ချိန်လုံးလိုတယောက်ဘိုက်ကိုတယောက်ကင်နေကြလေရဲ့အထက်တန်းကျောင်းကကျောင်းသူကျောင်းသားဘိုက်ဆိုတော့တိတ်မဆိုးလာပါဘူးကျွန်တော်မှလည်းအထက်တန်းကျောင်းသားရဲ့ဘိုက်ရှိခဲ့ဘူးတာပဲအဲ့ဒီတော့ကတိတ်မဆိုးလာဘူးနေ့စဉ်မတန်းစာအုပ်ထဲမှာပြီးခဲ့တဲ့အပတ်ကအကြောင်းတွေရေးလို့ပြီးသွားတော့တပြားတွေထားတဲ့ဆင်ရှိမှထိုင်လိုက်ပြီးတပြားရွေးလိုက်မိတယ်လေပြင်းနဲ့တနင်္ဂနွေတနေ့ခင်းနဲ့လိုက်ဖက်မဲ့ဂီတတန်မျိုးနောက်ဆုံးတော့ Roaster Coffee ရဲ့တပြားနဲ့ Slide တို့အခွေရဲ့တပြားတစ်ချက်ကိုရွေးလိုက်တယ်နှစ်ချက်စလုံးကလေပြင်းပြင်းနဲ့အန်ကိုက်ပင်တစ်ချက်ပြီးတစ်ချက်ဆက်ပြီးနားထောင်လိုက်တယ်ဘင်းဖောက်ရဲ့အပြင်ဘက်မှာတော့မျိုးစုံလွင့်ပြန်ရင်ဖြစ်ချင်ဖြစ်နေကြလေရဲ့စက္ကူဖြူတရက်ကအနောက်စီကနေအရှိကိုပြန်သွားတယ်ကောင်းဝင်ရန်လေးကိုစုံစားနေသလိုပဲတန်ပြူစကလေးတစ်ခုကတော့လေတိုက်လိုက်တိုင်းရှောက်ချင်တယ်လို့မတော်မတည့်တဲ့အတန်မျိုးထွက်နေတယ်။ Roaster Coffee ကိုနားထောင်ရင်ညိတ်နေတော့တယ်လီဖုန်းကမြည်လာပြန်တယ်။တယ်လီဖုန်းတစ်ပေးကနာရီရတော့3:48မိနစ်။တယ်လီဖုန်းကောက်ကန်လိုက်ရင် boring 949ရဲ့စက်တန်ထွက်လာလိမ့်မယ်လို့ညွှန်လင်းထားလိုက်မိတယ်။ဒါပေမဲ့ဒီတစ်ခါတော့လေတိုးနေတဲ့တွေမကြားရဘူး။ Hello လို့သူကဖြေလိုက်တယ်။ Hello လို့ကျွန်တော်ကလည်းပြန်ဖြေလိုက်တယ်။အဲ့ဒီစီလာလေးတော့မလားလို့ကျွန်မတွေးနေတာမုတ်ကောင်ပြူစားကြရအောင်လေလို့ကျွန်တော်ကောင်မလေးကပြောတယ်။သူကဈေးဝယ်ဗီဒီယိုလာမှာမျက်နှာစီးတဲ့အဝတ်စားကလေးလေးပါမယ်။ကောင်းပါပဲ။အိုးကြီးကြီးရှိလား။ရှိတယ်ဒါပေးတယ်လို့ကျွန်တော်ကဖြေလိုက်ရင်နေစမ်းမအောင်လေတံမကြားရတော့ပါလားလို့ပြောလိုက်မိတယ်။ဟုတ်တယ်လေတိုးတာရက်သွားပြီကျမတို့စီမှာနာခါနိုမှာတော့3:25ခရီးကလေရက်သွားတာ။အဲ့ဒီမှာလည်းမကြခင်ရက်သွားမှာပဲလို့ကျွန်မထင်တယ်။ဟုတ်မှာပဲလို့ပြောပြီးတယ်လီဖုန်းချလိုက်တယ်။ကြောင်အိမ်ပေါ်တက်မှာထည့်ထားတဲ့အိုးကြီးကိုကောက်ယူလိုက်ပြီးရေးဆေးထားလိုက်တယ်။သူပြောတဲ့အတိုင်းပဲ4:05မိနစ်တိတိမှာလေရက်သွားတယ်။ကျွန်တော်လည်းဖြည်းဖြည်းမောက်ကိုဖွင့်ပြီးအပြင်ဘက်ကိုရှောက်ကြည့်လိုက်မိတယ်။
အောက်တက်တဲ့စီမှာခွေးမဲတကောင်မြေကြီးကိုရှောက်ပြီးနမ်းကြည့်နေတယ်15မိနစ်20လောက်ကြာလိမ့်မယ်မမောပပန်းရှောက်ပြီးအနံ့ခံနေတယ်ဘာဖြစ်လို့အဲ့ဒီလိုလုပ်နေလဲဆိုတာကျွန်တော်စဉ်းစားကြည့်လို့မရအောင်ပြောရမယ်ဆိုရင်တော့လေအဲ့ဒါကလွယ်လို့ကဘာကြီးရဲ့အသွင်ပြင်းတဲ့ဖြစ်ပျက်နေပုံတွေကတော့လေမတိုက်ခင်တုန်းကလိုပဲဘာမှပြောင်းလဲမသွားဘူးဟီမာလီယာထင်းရှူးပင်တွေဝတ်တချပင်တွေကသူတို့နေရာမှာသူတို့ဘာမှမဆိုင်သလိုဘာမှမဖြစ်ခဲ့သလိုဝဝလန်းနဲ့ပလတ်စတစ်ကျိုးတွေပေါ်ကအဝတ်တွေကတော့ရောကြီးရောရင်တယ်လီဖုန်းကျိုးတိုင်းတွေအပေါ်မှာနားနေတဲ့ကြီးကန်းတွေကတော့အတောင်ပံကခတ်လို့သူတို့နှုတ်သီးတွေကဘန်တိုက်ကထုတ်ပေးထားတဲ့ပလတ်စတစ်ပြားတွေလို့တောက်ပါလို့တဲ့အဲ့ဒီတော့ကျွန်တော်ကောင်မလေးရောက်လာတယ်ညစာစားဖို့အတွက်ချက်ဖို့ပြင်နေမိဖို့ကန်ထဲမှာမုတ်ကောင်းလေးကိုရေးစီကော်ပီတော့လှီတိုဖူတုံးဟင်းကြိုရီပြုတ်နေကင်း2:36မိနစ်တုန်းကသူဖုန်းဆက်သလားလို့မေးကြည့်လိုက်မိတယ်ဆက်တယ်လို့သူကပြန်ဖြေရင်စကားနဲ့ဆန်ကိုစစ်နေတယ်တယ်လီဖုန်းမိတာတော့ကြားလိုက်တာလို့ကျွန်တော်ကပြောလိုက်တယ်ဟုတ်တယ်လေးရာတော့ပြင်းနေတာလို့သူကထောက်ခံချက်ပေးတယ်ရီခဲဆက်တွေကဘီယာဒဗလင်းကိုထုတ်ယူလိုက်ပြီးတောင်းမယ်လို့စဝဲအစွန်းမှာထိုင်လိုက်တယ်ဘာဖြစ်လို့လေယာဒေါ်ကြီးမောကြီးနဲ့တိုက်ပြီးအခုကျတော့လေဘာမှမဖြစ်သလိုဖြစ်သွားရတာလေလို့ကျွန်တော်ကသူ့ကိုမေးလိုက်မိတယ်မပြောတော့ဘူးလို့သူကဖြေတယ်ကျွန်တော်ဘက်ကိုကြော်ပေးတာရင်သူ့လက်သေးကလေးတွေနဲ့ပစုံခွန်တင်နေတယ်လီနဲ့ပတ်သက်လို့ကျမတို့မသိကြသေးတာတွေအများကြီးပဲတခြားဟာတွေလိုပဲပေါ့လို့ရှေးအောင်သမိုင်းကင်ဆာယောဂါသမုဒ္ဒရာကျမ်းပြင်းအာဃာတဆိုတာတွေလိုပဲဒါမှမဟုတ်သေးရင်ခါမကုံခံစားကြတာလို့ပေါ့လို့သူကပြောတယ်အင်းလိုပဲကျွန်တော်ကပြောလိုက်မိတယ်ကျွန်တော်လိုချင်တဲ့အဖြေတော့မဟုတ်ဘူးဒီအကြောင်းကိုဆက်ပြီးပြောနေလို့လည်းဖြစ်မယ်မထင်ဘူးဒါနဲ့ပဲကျွန်တော်လည်းဆက်မပြောတော့ပဲသူချက်နေတဲ့ဟင်းအိုးရဲ့အခြေအနေကိုစောင့်ကြည့်နေမိတော့တယ်နင်းပိုက်ကလေးကိုငါကန်ကြည့်ရမလားလို့သူမေးလိုက်တယ်နောက်တော့မှလို့သူကပြန်ဖြေတယ်ဒီတော့ဟင်းဦးချက်တာကိုထိုင်ဆောင်ရင်နောက်ပတ်ကြရင်နေ့စဉ်မတန်နေမှရေးဖို့ဒီကနေ့ဖြစ်ရတဲ့ကိုအချင်းချုပ်ရေးပြီးမှတ်ထားလိုက်တယ်အသာတို့ထားလိုက်တာကတော့ဒီလို Roman Empire ကြာဆုံးသွားခြင်း1882ခုနှစ်ကလူနေရိုင်းရဲ့ထောင်ထခြားနာမှုပိုလန်နိုင်ငံကိုဟစ်တလာကကျူးကျော်ဝင်ရောက်ခြင်းဒါပါပဲဒါမှလည်းနောက်ပတ်ကြရင်ဒီကနေ့ဘာဖြစ်ခဲ့လဲဆိုတာတွေကိုပြန်ပြီးရေးနိုင်မယ်မှန်ရပြောရရင်ကျွန်တော်ရဲ့စနစ်ကအသေးစိတ်လုပ်တာဒီစနစ်ကြောင့်ပြီးခဲ့တဲ့22နှစ်လုံးတရက်တလေမြမရေးဖြစ်ပဲလွတ်သွားခဲ့ရတာမရှိခဲ့ဘူးအတိပ္ပယ်ရှိတဲ့လုပ်ငန်းမှန်သမျှမှာသူ့စနစ်နဲ့သူတော့ရှိရတယ်ဒီတိုက်မတိုက်ကျွန်တော်ကတော့ဒီလိုနေနေတာပဲ